ထိုင်တာအဆင်ပြေမပြေကျွန်တော်တို့တချို့ပဲကျွန်တော်တို့ဟိုတယ်မှာနေတာဖြစ်ပါတယ်ပြီးတော့မန္တလေးနဲ့ဆက်ဆက်နေတဲ့အမှုတော်ဆောင်တွေအားလုံးကတော့သက်ဆိုင်ရာအိမ်ဒီမှာကျွန်တော်တို့နေတာဖြစ်တယ်အားလုံးတော့ကျေးဇူးပြု၍9 နာရီခွဲအရောက်ပေါ့နော်ဒီမှာ breakfast နဲ့အထူးသဖြင့်10 နာရီတော့အရောက်ကျွန်တော်တို့ပွဲတော်မင်္ဂလာပွဲစနိုင်အောင်အားလုံးပါဝင်ပေးဖို့မြတ်တရက်ခံပါတယ်လို့အဲ့ဒီအချိန်ကျမကြီးနဲ့ပတ်သက်လို့စေကံသွားစရာတွေနေမကောင်းတာတွေပြောစရာတွေရှိရင်နံပါတ်1တစ်ချက်ကတော့ကျွန်တော်ပဲဖြစ်ဖြစ်ဆရာမလူမိုင်ပဲဖြစ်ဖြစ် information ပေးဖို့မြတ်တရက်ခံပါတယ်လိုအပ်တယ်ဆိုရင်ခုနပြောသလိုကားနဲ့လိုက်ကျမကြီးတို့ဘာလို့ကိစ္စနော်ရိုးရိုးလျှောက်သွားခြင်းတဲ့ကိစ္စတော့မဟုတ်ဘူးလျှောက်သွားခြင်းတဲ့ကိစ္စတွေကတော့ကျွန်တော်တို့အာမကျွန်တော်တို့အလုပ်လုပ်ဖို့ဖြစ်ပါတယ်အချိန်နာရီညနေပိုင်းနေအားလုံးပြီးသွားတဲ့အခါကျမှကြိုက်တဲ့ကိစ္စတွေကျွန်တော်တို့သွားလို့ရပါတယ်ဒီကာလဝစ်ဆောင်နေတဲ့ညနေ4 နာရီ5 နာရီကာလအတွင်းထဲမှာတော့ကျမကြီးကိစ္စကလွယ်၍အခြားကိစ္စတွေကိုကျွန်တော်တို့ထားပြီးတော့ဒီဗိမာန်တော်ထဲမှာပဲပါဝင်ပေးဖို့အထူးပဲကျွန်တော်မြတ်တရက်ခံပါတယ်နော်ဆက်တခြားဘာမှမရှိတော့ဘူးဘယ်နာရှိလဲဆိုတော့ကျွန်တော်တို့ခဏနေညဖို့စမှာဖြစ်ပါတယ်တနင်္ဂနွေနေ့မှာကျွန်တော်တို့ဒီကဝိပုကိုယ်ွယ်ခြင်းကိုရှင်မာရိအသင်းတော်ကသူက YouTube ကနေသူကလွှင့်ကြဒါလိုက်ပေါ့နော် YouTube ကနေသူကဒါလိုက်လွှင့်ကြတဲ့အတွက်ဒီနေ့ညနေမှာကျွန်တော်တို့ညနေဝက်ကိုသူက rehearsal အနေနဲ့ဒီ YouTube မှာကျွန်တော်တို့လွှင့်ကြတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ခဏနေကျွန်တော်တို့လိုအပ်တဲ့ဗီဒီယိုကင်မရာတွေဟိုဘက်ဒီဘက်အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ညနေဝက်ကိုဒီနေ့ကျွန်တော်တို့ပြုလုပ်မှာဖြစ်တယ်ဒီညနေဝက်ကတော့ဒါလိုက်ကျွန်တော်တို့ YouTube မှာကျွန်တော်တို့ live သွားမှာဖြစ်ပါတယ်ဆိုတဲ့အရာကိုဖော်ပြလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ပေါ့နော်အင်္ဂလိကန်နေဖြစ်တဲ့အတွက်ကြောင့်မလို့မေတော်မာရီသချင်းတို့ရှင်ရှုမောင်သချင်းတို့ဥဆောင်တဲ့ဆရာမတွေကျမ်းစာဖတ်တဲ့သူတွေအတန်အားဖြင့်ကျွန်တော်တို့ချီးမွမ်းဖို့ဖြစ်ပါတယ်အပြန်လာမဟုတ်ဘူးเนาะအတန်အားဖြင့်ကျွန်တော်တို့ချီးမွမ်းပြီးတော့ကျွန်တော်တို့အလုပ်လုပ်ဖို့ရဖြစ်ပါလိမ့်မယ်ဆိုတဲ့အရာကိုဖော်ပြလိုပါတယ်ဒီຢာနဲ့ပတ်သက်ပြီးတော့ဒီဘုရားကျောင်းနဲ့ပတ်သက်ပြီးတော့ကြော်ညာစရာအနှောင့်ရှိတယ်ပါညာတခုခုသတိထားစရာပါညာရှိတယ်ဆိုရင်တော့ခိုင်းတော်ကြီးကိုအချိန်ပေးပါတယ်ထွေထူးတော့မရှိပါဘူးခဏလေးစောင့်ပေးပါအောင်ပြနော်အခုကျွန်တော်လိုက်စပြီးတော့ live လွှင့်နေပြီဖြစ်ပါတယ်လို့နော် live စလွှင့်နေပါတယ်ခဏလေးကျွန်တော်ဗလဲဥဆောင်သူအတွက် battery လေးလိုနေလို့အဲ့ဒါလေးရရင်ကျွန်တော်တို့စမှာပါခြားတော့ထွေထူးရှိပါထွေထူးပြောစရာမလိုပါဘူးထင်ပါတယ်ကျွန်တော်တို့အားလုံးအမှုတော်ဆောင်တွေကြီးပဲဆိုတော့နော်ပြီးတော့ထွေထူးရှိပါဘူးတကယ်လို့များလိုအပ်ခဲ့သည်ရှိတော့ကျွန်တော်ကိုပြောပြပါလို့နော်ကျွန်တော်တတ်နိုင်တဲ့လောက်တော့ကူညီပေးဖို့ရနိုင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ခဏလောက်ဟိုစားဖြစ်ပြီးဟုတ်ကဲ့ဆိုကျွန်တော်တို့ဒါဆိုညဝက်အတွက်နည်းနည်းပြင်ဆင်အောင်နော်ပြင်ဆင်ပြီးတော့ခဏနေ ready ဖြစ်တော့ခိုင်းတော်ကြီးပြောလိုက်မယ်ကျွန်တော်တို့စလိုက်အောင်
You call me out upon the waters, the great unknown, where feet may fail. And there I find you in the mystery, in oceans deep, my faith will stand. Rise, my soul will rest in your embrace, for I am yours. You are mine. Your grace abounds in deepest waters. Sovereign hand will be my guide. My feet may fail and fear surrounds me. You've never failed, and you won't stop now. So I will call upon your name. Keep my eyes above the waves. When oceans rise, my soul will rest in your embrace, for I am yours, and you are mine. Hello. Spirit, lead Hello. me where my trust is without borders. Let me walk upon the waters wherever you would call me. Take me deeper than my feet could ever wander, and my faith will be made stronger in the presence
deeper than my feet could ever wander, and my faith will be made stronger in the presence of my Savior. Spirit, lead me where my trust is without borders. Let me walk upon the waters wherever you would call me. Take me deeper than my feet could ever wander, and my faith will be made stronger in the presence of my Savior. Spirit, lead me where my trust is without borders. Let me walk upon the waters wherever you would call me. Take me deeper than my feet could ever wander, and my faith will be made stronger in the presence of my Savior. Spirit, lead me where my trust is without borders. Let me walk upon the waters wherever you would call me. Take me deeper than my feet could ever wander, and my faith will be made stronger in the presence of my Savior. Spirit, lead me where my trust is without borders. Let me walk upon the waters wherever you would call me. Take me deeper than my feet could ever wander, and my faith will be made stronger in the presence of my I will call upon your name. Keep my eyes above the ပြီး waves. တော့သားတော်တန်ရှင်တော်ဝိညာဉ်တော်ရမှာ My ချစ်ဆွေတို့ဘုရားသခင်လက်တော်မှခံရသောဆုကျေးဇူးတော်များအတွက်ချီးမွမ်းရန်ဘုံတော်ကိုထောပနာပြုရန်တရားတော်ကိုကြားနာရန်ကိုယ်စိတ်နှပါဖို့လိုအပ်သမျှကိုတောင်းလျှောက်ရန်အကြောင်းများကြောင့်စည်းဝေးကြသောအခါပြစ်မှားမိသောအပြစ်များကိုမျက်မှောက်တော်တွင်မဖုံးမကွယ်ဝံ့ပဲနောင်တရသောသဘောဖြင့်လိမ့်ချစွာဖော်ပြတောင်းပန်အပ်သည်နှင့်အညီပရိသတ်တို့သည်ရွှေပလင်တော်တို့ချင်းကပ်၍ဖြူစင်သောစိတ်နှိမ့်ချသောအတန်နှင့်လိုက်ဆိုရန်နိုးစော်ပါ၏အပြည့်ဝင်ချခြင်းယူနာတော်နှင့် တော်ကြ၍မဇသနာတော်မူပါဖျားကိဝနာနှင့်ပြည့်စုံတော်မူသောနန္ဒတကုရှင်ပါဗျာသခင်သည်ရှင်ယေရှုခရစ်တော်ကြောင့်ပရိသတ်တို့ကိုကဲမသနာတော်မူပါစေသောအပြစ်လွတ်ခွင့်လည်းပြုတော်မူပါစေသောပါရမီမျိုးမျိုးတိုးပါစေလည်းခိုင်ခန့်မြတ်မြတ်ခွင့်လည်းပြုတော်မူပါစေသောထာဝရအသက်တို့လည်းဝင်စားခွင့်ပြုတော်မူပါစေသောအာမင် ရှင်ထရာဖျားကျွန်တော်နှုတ်ကိုဖွင့်တော်မူပါကျွန်တော်တို့ကယ်တင်တော်မူပါသမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်ချီးမြှောက်ကြပါစေသောရက်ဆိုင်ရာဆန္ဒ
စာလံ109အငယ်9မှ19ကိုကျွန်တော်မဖတ်ပဲခြံထားပါမယ်စာလံ109အငယ်9နဲ့19ကိုကျွန်တော်တို့မဖတ်ပဲခြံထားပါမယ်ကျွန်တော်ဤချင်းမွန်းတိုက်သောချင်းမွန်းရာဖျားစိတ်စိတ်နေတော့မမူပါနဲ့ဘုံထားသောစကားများဖြင့်ဝိုင်းဝန်းခြင်းအကြောင်းမဲ့စစ်တပ်ချင်းကိုပြု၍ငါအသက်တစ်ဖက်မကောင်းပြောဆိုတတ်သောရန်သူဘက်တို့သည်သာရဘုရားထံမှထိုသို့သောအကျိုးဆက်ကိုခံရကြ၏ကျွန်ုပ်သည်စီရင်နွမ်းပါ၍အတွင်းနှလုံးထိရှလျက်ရှိပါ၏အစာရှောင်နေရသောကြောင့်ဒုစနှုံနဲ့၍အသားလေးလျော့ပါပါ၏ကျွန်ုပ်၏ဘုရားခင်ထရဘုရားမဆလျက်ဂုဏတော်အလျောက်ကယ်မလေရဲ့သူတို့ကျင်သေးတော်လဲကောင်းကြီးပေးတော်မူပါရတ္တသဖြင့်အဆက်ကွဲကြရာကျွန်တော်မျိုးတို့ရွှင်လန်းရပါစေတော်ကျွန်ုပ်သည်ထရဘုရားကျေးဇူးတော်ကိုနှုတ်မ၍အထူးချီးမွမ်းလျက်ပရိသတ်တို့အလယ်တွင်ဂုဏ်တော်ကိုချီးမွမ်းပါမည်ခမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ချီးမြှောက်ကြပါစေတော်ဓမ္မဟောင်းချမ်းတယ်အတားရမီဓမ္မဟောင်းကျမ်းစာတော်မြတ်မှာကပ္ပဦးကျမ်းအခန်းကြီး7အငယ်1မှ9တိုင်ကပ္ပဦးကျမ်းအခန်းကြီး7အငယ်1မှစ၍ညီကြီးသားအပေါင်းတို့သည်ဘာသာတစ်မျိုးတည်းရေးတိုက်ကိုကြည့်ရှုခြင်းကထာဝရဘုရားသည်စင်တက်တော်မူ၏ထာဝရဘုရားကကြည့်ရှုလောလူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိသည်ဖြစ်၍သူတို့သည်ဤအမှုကိုအူပြုကြ၏ယခုကြံစီသမျှတို့ကိုအစီးအတားမရှိသူတို့ပြုကြလိမ့်မည်လာကြစင်တက်ကြကုန်အံ့သူတို့သည်အချင်းချင်းနားမလည်စေခြင်းကသူတို့စကားကိုရှုပ်ထွေးကြကုန်အံ့ဟုမိန့်တော်မူ၏ထိုတို့ထာဝရဘုရားသည်သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားစေတော်မူတစ်ဖြစ်သူတို့သည်မြို့ကိုမတည်ဘဲနေကြ၏သို့ဖြစ်၍ထိုတို့မြို့၌ထာဝရဘုရားသည်မြေကြီးသားအပေါင်းတို့၏စကားကိုရှုပ်ထွေး၍သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အရရက်ကွဲပြားစေတော်မူသောကြောင့်ထိုမြို့သည်ဘာဘူးလိုမြို့ဟူ၍တွင်တည်းဤဒီကထာဝရဘုရားခင်နှုတ်ပတ်တော်ပေသည်မေရောမာရီတချင်းပြေကိုချင်းရောက်ရဲ့ငါဝေနေလေငါကြလုံးရှိရကေနာရှင်ကြောင့်ကကိုရောကျွန်တော်ဒီအောင်ကြည့်ရှုတော်
Om Tati Yabumasai Lumyo Sasarodi Nana Ningalasi Oso Jali Kodi Rondo Shini Abu Amwam Yawu Omu Prainamaro Tashino Puro Jong Se Sadona Garona Tuano Lengo Vivia Tomuri Yoramasha Tomuri Kiniyalu Tomuri Tamudurugo Como Salvini Yasi Tomuri Diraroshi Lola Tomuri Uvero Abhyaro Vilo Di Agam Amran Tadimidua Kala Sigling Jati Gaumi Sigan Logo Masaro Umi Nilo Tashinori Yelo Ji Jam Sigong Zavenipu Masaye Gavasase Ono Nishadama Vedadi Amen. Tamati Chanje. ကျမ်းနာယံဓမ္မတိကျမ်းစာတော်မြတ်မှာရှင်ယောဟန်ခရစ်ဝင်ခန်းကြီးလေးငယ်1မှ15တိုင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးလေးငယ်1မှစ၍ယေရှုသည်ကိုယ်တိုင်ဗတ္တိဇံကိုပေးတော်မူတပည့်တော်တို့သာလျှင်ပေးကြတော်လေယေရှုသည်ယောဟန်ထက်သာ၍များသောသူတို့ကိုတပည့်တော်ဖြစ်စေ၍ဗတ္တိဇံကိုပေးကြောင်းကိုဖာရိရှဲတို့သည်ကြားပြီးဟုသခင်ဖျားသိတော်မူသောအခါယူဒပြည်မှထွက်သွား၍ဂါလိလဲပြည်သို့တဖန်ကြွတော်မူစဉ်တွင်ရှမာရိပြည်အလယ်၌ရှောက်သွားရ၏ယာကုပ်သည်မိမိသားယောသပ်အားပေးသောမြေအကွက်နှင့်အနီးရှမာရိနယ်ရှုခါမည်ရှိသောမြို့သို့ရောက်တော်မူ၏ထိုအရပ်၌ယာကုပ်၏ရေတွင်းရှိ၏ယေရှုသည်ခရီးသွား၍ပင်ပန်းသောကြောင့်ရေတွင်းနားမှထိုင်တော်မူ၏ထိုအချိန်သည်6နာရီအချိန်ဖြစ်၏ရှမာရိမိန်းမတစ်ယောက်သည်ရေခတ်ခြင်းဟာလာ၍ယေရှုကငါတောက်ဖို့ရေပေးပါဟုမိန်းမအားမိန့်တော်မူ၏အကြောင်းမူကားတပည့်တော်တို့သည်စားစရာကိုဝယ်ခြင်းကမြို့ထဲသို့သွားကြသည့်အခိုက်ဖြစ်သည်ထိုမိန်းမကလည်းတင်တီယူဒလူဖြစ်လျက်ပင်ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘဲကြောင့်တောက်ဖို့တောင်းသည်ဟုဆိုသည့်အကြောင်းကယူဒလူတို့သည်ရှမာရိလူတို့နှင့်ပေါင်းဖော်ခြင်းမရှိယေရှုကလည်းဖျားသခင်ယေရှုတော်ကို၎င်းငါတောက်ဖို့ရေပေးပါဟုဆိုသောသူကအဘဲသူဖြစ်သည်ကို၎င်းသင်တို့သည်သိလျင်ထိုသူကိုတောင်းလိမ့်မည်ထိုသူသည်လည်းအသက်ရေကိုပေးလိမ့်မည်ဟုပြန်၍မိန့်တော်မူသောမိန်းမကသခင်၌ရေခတ်เสียမရှိရေတွင်လည်းနှက်သည်ဖြစ်၍အသက်ရေကိုအဘယ်သို့ရပါမည်နည်းဤရေတွင်ကိုငါတို့အဖယာကုပ်သည်ငါတို့အားပေး၏သူကိုယ်တိုင်မှစ၍သားသမီးတိရစ္ဆာန်များတို့သည်ဤရေတွင်ရေကိုတောက်ကြပြီယေရှုကလည်းဤရေကိုတောက်တော်သူသည်နောက်တစ်ဖန်ရေငတ်အောင်မည်ငါပေးသောရေကိုတောက်တော်သူမူကားရေငတ်ခြင်းနှင့်အစင်မပြတ်ကင်း
ကျေးဇူးမောင်တရှင်မောင်မျိုးသားတော်လေးစီအေးဒါဘုံကျန်စီရေစိတ်ခြင်းဟာလူအေးဟာသာဘောကြောင့်ယေလူဒီလောဒီတော့ဒီရောင်ချပါစေတော့သောကံကိုမာစာပေကမာစစဘောလောစေတာအာမေနဓမ္မတော်တို့ဤယုံကြည်တဲ့ဘုံမြေကိုကာဏကနမုထာသောသစ္စနမုထာသောညုခံမရဏကနုစနသမုထာသောတောင်းရလေရောနေ၌တေဇိမရှိမြတ်တော်မူထာသောကောင်းကင်မုန်တချောမူထာသောနန္ဒကိုရှင်ကမီတော်ဘုရားသင်တဲ့ရမစနေတော်မူထာသောတေယရှင်တို့စင်ဆုံးပြခြင်းကတမန်တော်အလောရှင်ရှုခရစ်ကိုလည်းကျွန်တော်ယုံကြည်ပါ၏တာရှင်တော်ဘုရားကိုလည်းကျွန်တော်ယုံကြည်ပါ၏တာရှင်တော်ကတိုလိကတော်တာရှင်လူမိတာရှိခြင်းအပြည့်ဖြစ်လို့ချင်းဘုရားရှိပြန်ခြင်းသောတရှင်ခြင်းကိုလည်းကျွန်တော်ယုံကြည်ပါ၏အာမင်ဆုတောင်းကြကုန်ဟမ်ထာဝရဘုရားကေမသနာတော်မူပါထာဝရဘုရားကေမသနာတော်မူပါကောင်းကင်ဘုံ၌ထာဝရဘုရားကျွန်တော်ဘုရားဂိဏတက်တော်မူပါသံဃာတော်တို့ဖြောင့်မခြင်းနဲ့ခြုံလွှမ်းတော်မူပါလူမျိုးတော်ကိုကယ်မတော်မူပါကျွန်တော်တို့နိုင်ငံကိုကျေးဇူးတော်ဖြင့်ပြည့်ဝစေတော်မူပါကျွန်တော်လက်ထက်ညီသက်ချင်းကိုပေးသနာတော်မူပါရှင်ထရာဘုရားကျွန်တော်စိတ်နှလုံးကိုစင်ကြယ်စေတော်မူပါနေ့ရက်ဆိုင်ရာပထနာမိုးမြေတွင်ဖြစ်ပြသမျှကိုစီရင်အုပ်စိုးတော်မူသောအနန္တတကုရှင်သာဝရဖဗျာလူမျိုးတော်တို့ပြုသောပထနာများကိုဂိယုဏတော်ဖြင့်နားကြောင်းတော်မူ၍အတ္တဆုံးငြိမ်သက်ခြင်းကျေးဇူးကိုစံစားခွင့်ပြုတော်မူပါမည်အကြောင်းအရှင်ယေရှုခရစ်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဗျာအာမင်တန်ရှင်းစင်ကြယ်သောအလိုဆန္ဒကောင်းမြတ်သောကြံစီဖြာမှန်သောပြုမှုကတဲ့အေးမူနာဖြစ်တော်မူသောအရှင်ဖျားကျွန်တော်မျိုးတို့သည်ပညာတော်များကိုစောင့်ရှောက်ရနှလုံးသွင်းလျက်ကာကွယ်ဆောင်မတော်မူခြင်းဖြင့်ရန်သူတို့ကိုမကြောက်မရွံ့ပဲ
ငြိမ်သက်စွာနေထိုင်ခွင့်ရရှိကြစေရန်လောကသားတို့မပေးနိုင်သောငြိမ်သက်ခြင်းကိုအရှင်ယေရှုခရစ်တော်၏မဟာကုသိုလ်တော်အတွက်ပေးသနာတော်မူပါဗျာရှင်တော်မြတ်စွာဘုရားလူမျိုးတော်တို့ဤအမိုက်မှန်ကိုလင်းစေတော်မူ၍ယနေ့ညတွင်ဘေးရန်နှင့်အပေါင်းမှမဟာဂုဏ်တော်နှင့်ကွယ်ကာဆောင်မတော်မူပါမည်အကြောင်းအရှင်သခင်ယေရှုခရစ်ကိုအမိပြု၍တနာတော်ခံကြပါသည်ဗျာအခုချိန်မှာတန်ခါပိုင်းဆရာတော်ကြီးကနေပြီးတော့တရားသင်တာဟောကြားမှာဖြစ်ပါတယ်သမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမတော်၌ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းထောပနာပြုပါတယ်ကျွန်တော်တို့2026ခုနှစ်မန္တလေးသာသနာပိုင်နဲ့အမှုတော်ဆောင်များရဲ့ဝတ်ဆောင်ခြင်းကိုကျွန်တော်တို့ဒီနေ့ရှမာရိအသင်းတော်မှာဒီနေ့အစာပြုရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းစရာအကြောင်းဖြစ်ပါတယ်အမှုတော်ဆောင်တချို့ကလွဲ၍ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့စစ်မဲ့ဖြစ်ပွားနေတဲ့နေရာတွေကရှိတယ်အမှုတော်ဆောင်တွေကလွဲလို့ကျန်တဲ့အမှုတော်ဆောင်တွေစုံစုံညီညီပါဝင်တက်ရောက်နိုင်တဲ့အတွက်လည်းဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းစရာအကြောင်းဖြစ်ပါတယ်2025ခုနှစ်သာသနာလွတ်တော်ကသမကျမ်းစာကိုပဲပြန်ပြီးတော့ဖတ်ပြီးတော့အတူတကွဒီနေ့ညနေမှာခွန်အားပေးခြင်းပါရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်19ကနေစဖတ်ချင်ပါတယ်ခုနှစ်ရက်တွင်ပထမနေ့ရက်ဖြစ်သောထိုနေ့၌ညအချိန်ရောက်သောအခါယူဒလူတို့ကိုကြောက်ရွံ့၍တကားများကိုပိတ်ထားလျက်တပည့်တော်တို့သည်စီဝေးကြသောအရက်သို့ယေရှုသည်ကြွလာ၍အလယ်မှာရပ်တော်မူလျက်သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်းဟုမိန့်တော်မူ၏ထိုသို့မိန့်တော်မူပြီးမှလက်တော်နှင့်နဘေးတော်ကိုပြတော်မူ၏တပည့်တော်တို့သည်သခင်ကိုမြင်လျင်ဝမ်းမြောက်ခြင်းရှိကြ၏တပည့်ယေရှုကသင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်းခမည်းတော်သည်ငါကိုစေလွတ်တော်မူသည်နိတုသင်တို့ကိုငါစေလွတ်သည်ဟုမိန့်တော်မူပေလေထိုသူတို့အပေါ်၌မှုတ်လျက်သင်တို့သည်တန်ရှင်သောဝိညာဉ်တော်ကိုခံကြလောအကျဉ်သူ၏အပြစ်ကိုသင်တို့လွတ်လေထိုသူသည်အပြစ်လွတ်လျက်ရှိလိမ့်မည်အကျဉ်သူ၏အပြစ်ကိုသင်တို့တည်စေလျက်ထိုသူသည်အပြစ်တည်လျက်ရှိ၏ဟုမိန့်တော်မူ၏ဤဒီကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်းရှင်ယောဟန်ခရစ်ဝင်အခန်းကြီး20ကသခင်ယေရှုခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းအကြောင်းအရာများကိုဖော်ပြထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရပါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲသခင်ခရစ်တော်သည်လဝါကတိုင်ပေါ်မှာအသေးခံပြီးတော့ယတတပပရဲ့ပထမနေ့ရက်မှာရှင်ပြန်ထမြောက်တော်မူတဲ့အကြောင်းအရာဖြစ်ပါအခန်းကြီး20အပိုင်းငယ်1ကနေလေးအထိကြည့်မယ်ဆိုရင်ဒါသခင်ခရစ်တော်ရဲ့အုပ်ကူရှိကိုအမျိုးသမီးတွေသွားတဲ့အကြောင်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီသွားတဲ့ခရီးစဉ်မှာကျွန်တော်တို့သခင်ယေရှုခရစ်တော်ဖခင်နော်မရှိတော့ဘူးရှင်ပြန်ထမြောက်ပြီဆိုတဲ့သတင်းစကားကိုမဂလာရမာဒီကတပည့်တော်တွေကိုသွားပြောတဲ့အခါမှာပေတရုနဲ့ယောဟန်အလင်းအမြန်ပြေးပြီးတော့သင်္ချိုင်းကိုသွားတွေ့တာဖြစ်ပါဆိုတော့သူတို့သင်္ချိုင်းကိုရောက်တဲ့အခါမှာပိတ်ပစိုးကနော်သီးသန့်ကောင်းမှရှိတဲ့ဘဝကသီးသန့်နဲ့အရှင်ဘုရားရှင်ပြန်ထမြောက်တော်မူကြောင်းကိုဟင်းလင်းဖြစ်နေသောအုတ်ဂူအားဖြင့်သူတို့တွေတွေ့ရတာဖြစ်ပါဒုတိယအပိုင်းငယ်7ကနေ18အထိ18အထိဖတ်မယ်ဆိုရင်လည်းပဲဒါဥယျာဉ်ထဲမှာမဂလာဒမာရီကသခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကိုတွေ့ခဲ့တာဖြစ်ပါဆိုတော့သခင်ယေရှုခရစ်ကိုကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ရတယ်ဥယျာဉ်ဆောင်ထင်ပြီးတော့ကျမရဲ့သခင်ကိုယူသွားကြတယ်ပြန်ယူပေးပါလို့ပြောတဲ့အခါမှာမာရီလို့သခင်ဘုရားရဲ့အတန်ကိုကြားတဲ့အခါမှာယေရှုဖြစ်တော်မူကြောင်းသိတယ်လို့ဖော်ပြတယ်သခင်ယေရှုကိုဖက်ယမ်းဖို့ကြိုးစားတဲ့အခါမှာသခင်ယေရှုကငါ့ကိုမဖက်ပါနဲ့ဦးတပည့်တော်တွေကိုသွားပြီးတော့သတင်းစကားပြောပါလို့ဖော်ပြဒီဖြစ်ပြတဲ့ကွာဇာတာပရိတောက်ကြ
စနေနေ့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေအားလုံးကြောင့်တပည့်တော်တို့ဟာကြောက်ရွံ့ထိတ်လန့်နေတယ်တပည့်တော်12ပါးဟာကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းနဲ့ရှိနေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်စိတ်နှလုံးမငြိမ်မှုချင်းရှိနေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်တနည်းအားဖြင့်ဒီရှင်မြတ်ထမြောက်ခြင်းကစိတ်လှုပ်ရှားစရာဖြစ်ပေမဲ့လည်းပဲသူတို့ကိုပုံပြီးတော့စိုးရိမ်စိတ်တွေကြီးထွားစေတဲ့အရာကိုတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲသခင်ယေရှုရှင်မြန်ထမြောက်သွားတဲ့အခါမှာရှမသက်ခရစ်ဝင်အကောက်မှာဗာရေးထားလဲဆိုတော့စစ်သားတွေကချက်ချင်းပဲယောမအစိုးရကိုပြောတဲ့အခါမှာယောမအစိုးရကဒီစစ်သားတွေကိုချက်ချင်းသတင်းလွှင့်ခိုင်းတယ်ယောမစစ်သားတွေကိုသူ့ရဲ့တပည့်တွေလာပြီးတော့ဗာဖြစ်လဲခိုးယူသွားတယ်ဆိုတဲ့အရာကိုပြောပါဆိုပြီးတော့ဒီသတင်းကိုချက်ချင်းလွှင့်ခိုင်းတာဖြစ်တယ်။ဒါကြောင့်မလို့လဲဒီတင်းချိုင်းမှာစောင့်နေတဲ့သူတွေကချက်ချင်းပဲဒီမြို့ထဲကိုဝင်ပြီးတော့သခင်ယေရှုရဲ့တပည့်တော်တွေကသခင်ယေရှုရဲ့အလောင်းကောင်ကိုယူသွားကြတယ်ဆိုတဲ့သတင်းကအဲ့ဒီမနဲ့အစောကြီးမှာနော်မာဂလာဒမာရိသတင်းစကားလာပြောတဲ့အချိန်နဲ့တပြေးညီပဲဒီသတင်းစကားကဘာဖြစ်လဲယေရုရှလင်မြို့ထဲမှာပြန့်နှံ့သွားကြတာဖြစ်ဆိုတော့အားလုံးကဒီစကလုံးကဒီအဖြစ်ပြက်ကသခင်ယေရှုရဲ့တပည့်တော်တွေဖြစ်တဲ့တမန်တော်တွေရဲ့အသက်အန္တရာယ်ကိုရှာကြံတဲ့အကြောင်းအရာဖြစ်တယ်အခက်မသိရင်ဒါတစ်ဖွဲ့လုံးဒါသူတို့တွေအဆုံးသတ်သွားရမယ့်သဘောတွေအသေးခံသွားရမယ့်သဘောတွေရှိတယ်ဆိုတော့ဒီမြို့တွေကနေကိုသူတို့မထွက်ရဲဘူးထွက်ပြေးတာနဲ့မြို့အပြင်မှာအကယ်၍သူတို့ကိုဖမ်းဆီးလို့မိလို့ဖြစ်ခဲ့ရင်တခုခုသူတို့ရဲ့အသက်တာထဲမှာအကြောက်တရားတွေစိုးမိုးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနအခန်းငယ်19မှာကြောက်ပြီးတော့တကားကိုပိတ်ဆို့ပြီးတော့နေကြတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေတွေ့ရတယ်ဆိုတော့ဒီနေ့ကမ္ဘာလောကကြီးနဲ့ဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်လူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းပဲကျွန်တော်တို့ကအဲ့လိုကြောက်ရွံ့ထိတ်လန့်စရာတွေမြောက်များစွာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုအသင်းတော်ကအဲ့ဒီဖိစုအောက်မှာရှိနေပြီးတော့ကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီကလည်းဖိစီးမှုအောက်မှာကျွန်တော်တို့ရှိနေတယ်အသင်းတော်ကိုဥဆောင်ဥရဲ့ပြုနေရတဲ့အမှုတော်ဆောင်နေအနေနဲ့အမှုတော်ဆောင်ခြင်းအသက်တာမှာဒီအရာက challenges တွေဖြစ်တယ်အသင်းသင်သားတွေရဲ့အခက်အခဲတွေအကျက်တဲတွေပြဿနာတွေလူမှုပတ်ဝန်းကျင်ရဲ့အခက်အခဲတွေပြဿနာတွေဒီရုန်းကန်မှုတွေကြားထဲမှာဒီနေ့ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းအစီခံခြင်းနဲ့အသက်တာမှာစိုးရိမ်စရာတွေအများကြီးကြောက်ရွံ့ထိတ်လန့်စရာတွေအများကြီးရှိအမှန်တရားကိုကျွန်တော်တို့ပြောဖို့ခက်ခဲနေတဲ့အချိန်ကာလတွေဖြစ်တယ်။ဖြောင့်မတ်ခြင်းနဲ့ကယ်တင်ခြင်းသတင်းစကားတွေကိုကြီးညာဖို့ရန်အတွက်ခက်ခဲနေတဲ့အချိန်ကာလတွေဖြစ်တယ်။ဆိုတော့မိမိကိုယ်တိုင်နော်တည်ရှိနေတဲ့အသက်တာမှာခက်ခဲနဲ့ကျွန်တော်တို့ရက်တည်နေရတဲ့အနေအထားမျိုးတွေကျွန်တော်တို့ကြုံရတဲ့အချိန်ကာလဖြစ်ပါဒီကာလကြီးထဲမှာကျွန်တော်တို့ဟာအမှုတော်ဆောင်နေကြရတာဖြစ်တယ်အဲ့တော့ဒီအဖြစ်ပြက်ကလေးမှာ၃ချက်ဒီနေ့ညနေကျွန်တော်ခွန်အားပေးခြင်းပထမတစ်ချက်ကတော့ဗာလဲဆိုတော့တပည့်တော်တို့ဒီသခင်ကိုမြင်လင်ဝမ်းမြောက်ခြင်းရှိကြတယ်ပထမတစ်ချက်ကတော့သူတို့ဟာကြောက်ရွံ့ထိတ်လန့်နေပေမဲ့အသက်ရှင်တော်မူတဲ့သခင်ယေရှုကိုတွေ့တဲ့အခါမှာသူတို့ရဲ့ကြောက်ရွံ့ခြင်းတွေအားလုံးဟာဝမ်းမြောက်ခြင်းအသက်တာကိုပြောင်းသွားတယ်ဆိုတဲ့အရာကိုတွေ့ရသူတို့ရဲ့စိုးရိမ်ခြင်းရှိသမျှတွေအရာဟာဝမ်းမြောက်ခြင်းဘက်ကိုရွှေ့သွားတာကိုတွေ့ရသူတို့ရဲ့ထိတ်လန့်တုန်လှုပ်ခြင်းတွေမှန်သမျှဟာဝမ်းမြောက်ခြင်းဘက်ကိုပြောင်းရွှေ့သွားတာကိုတွေ့ရဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲထိုရှင်မြန်ထမြောက်တဲ့အရှင်ဘုရားကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာတွေ့ရပြီဆိုရင်လည်းပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာရှိတဲ့စိုးရိမ်စိတ်တွေဒီဝစိတ်တွေတန်တရားစိတ်တွေကြောက်ရွံ့ခြင်းစိတ်တွေပဋိပက္ခဖြစ်နေတဲ့အရာတွေထိတ်လန့်နေတဲ့အရာတွေအားလုံးကဝမ်းမြောက်ခြင်းအဖြစ်ကိုပြောင်းသွားဖို့ရန်အကြောင်းရှိတယ်ဆိုတဲ့အရာကိုပထမဦးဆုံးကျွန်တော်တို့ခွန်အားယူဖို့ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့အသင်းတော်ကအမှုတော်ဆောင်ခြင်းမှာကအဓိကသခင်ဘုရားနဲ့အတူမိတ္တဟာယဖွဲ့ခြင်းသက်တာပဲဖြစ်တယ်ဒါကြောင့်မလို့
2026 ခုနှစ်ပထမဦးဆုံးနှစ်ဦးလဦးမှာကျွန်တော်တို့တွေအတူတကွဒီနေ့လာပြီးတော့ဖခင်နဲ့အတူမိတ္တဟာယဖွဲ့ခြင်းအကြောင်းအရာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကလာပါငါနဲ့အတူခဏနားနေကြပါတိတ်ဆိတ်စွာနော်ငြိမ်ဝတ်စွာဖခင်သခင်နဲ့မိတ္တဟာယဖွဲ့ပါဆိုတဲ့အသက်တာဖြစ်တယ်။ယောဂမှုတွေနဲ့လှုပ်ရှားမှုတွေနဲ့စိတ်လှုပ်ရှားမှုတွေနဲ့ခက်ထန်နေတဲ့အေလိယရဲ့အသက်တာမှာဘာအသာမှမကြားရဘူးပတ်ဝန်းကျင်မှာနော်ရှုပ်ရှက်ခတ်နေတဲ့အထဲထဲမှာဘာအသာမှမကြားရဘူးဒါပေမဲ့ငြိမ်ဝှက်ခြင်းရှိလာတဲ့အခါမှာအဲ့ဒီငြိမ်ဝှက်ခြင်းရဲ့နောက်မှာတိုးညင်းတဲ့ဖခင်ရဲ့အသံကိုအေလိယကြားရတယ်ဒါကြောင့်မလို့အဲ့ဒီဖခင်ရဲ့အသံကိုကြားတဲ့အခါမှာဖခင်နဲ့မိတ္တဟာယဖွဲ့လာတဲ့အခါမှာသူ့ရဲ့အသက်တာထဲမှာဝမ်းမြောက်ခြင်းနေစီးဆင်းလာတယ်ဆိုတဲ့အရာကကျွန်တော်တို့ရဲ့အသက်တာမှာဒါပထမဦးဆုံးအရေးကြီးသောအကြောင်းအရာဖြစ်တဲ့တပည့်တော်ရဲ့ကြောက်ရွံ့ခြင်းနေအလုံးဟာနော်ဝမ်းမြောက်ခြင်းနဲ့ရဲဝံ့ပြတ်သားခြင်းအသက်တာရဲဝံ့တည်ငြိမ်ခြင်းအသက်တာကိုပြောင်းသွားတယ်ဆိုတဲ့အချက်ကျွန်တော်တို့တွေ့ရတာဖြစ်ပါဒုတိယတစ်ချက်ကသခင်ခရစ်တော်ကဒီအခန်းကြီး20မှာ3ချိန်တိတိအပိုင်ငယ်19မှာတစ်ချိန်အပိုင်ငယ်21မှာတစ်ချိန်အပိုင်ငယ်26မှာတစ်ချိန်သင်တို့၌ငြိမ်သက်ခြင်းရှိပါစေဆိုတဲ့အရာဖြစ်တယ်ဒုတိယတစ်ချက်ကဒီရှင်ပြန်ထမြောက်ခြင်းကတပည့်တော်ရဲ့အသက်တာထဲမှာငြိမ်သက်ခြင်းနဲ့အပိုင်ငယ်20နဲ့မှာတန်ရှင်သောဝိညာဉ်တော်ကိုခံကြလို့တဲ့ခရစ်တော်ဘုရားကငြိမ်ဝှက်ချမ်းသာခြင်းနဲ့တန်ရှင်သောဝိညာဉ်တော်တကူအာနာကိုအနှင်းနေဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဒါဒုတိယအချက်ရှင်ပြန်ထမြောက်ခြင်းကနေပြီးတော့တပည့်တော်ရဲ့အသက်တာမှာထပ်ပြီးတော့ရလိုက်တဲ့အရာပဲငြိမ်ဝှက်ချမ်းသာခြင်းနဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တကူခရစ်တော်ပြောတယ်ငါမတက်မချင်းဝိညာဉ်တော်မလာဘူးနော်ငါမင်းတို့နဲ့အတူမရှိတဲ့အခါမှာဝိညာဉ်တော်ကမင်းတို့ရဲ့အထဲထဲမှာရှိလိမ့်မယ်နားလေတဲ့ဉာဏ်ကိုပေးလိမ့်မယ်တကူကိုပေးလိမ့်ဆိုအဲ့ဒီတကူနဲ့အမှုတော်ဆောင်မှုအစီကံမှုဖြစ်တယ်ဒီနေရာမှာသခင်ခရစ်တော်ကတပည့်တော်တွေကိုအဲ့ဒီအချက်ထပ်ပြီးတော့ရှင်မြန်ထမြောက်ခြင်းကတပည့်တော်ရဲ့အသက်တာမှာဒီအရာကိုဖြစ်စေတယ်ငြိမ်သက်ခြင်းနဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့တကူခံစားဖို့ရန်အကြောင်းဖြစ်တယ်ဆိုဘုရားသခင်ရဲ့ခေါ်တော်မူခြင်းအမှုတော်ဆောင်တဲ့အခါမှာကျွန်တော်တို့ဟာဘုရားသခင်ထံကလာတဲ့ငြိမ်ဝှက်ချမ်းသာခြင်းနဲ့အထူးသဖြင့်အရှင်ထံကလာတဲ့အခွင့်အာဏာတကူကိုခံစားဖို့ရန်ပဲဖြစ်တယ်ဓမ္မတော်ဝိတ္ထုအခန်းကြီး1မှာဒီအချက်ကိုရှင်းလင်းစွာဖော်ပြထားရတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့တကူကိုခံရတဲ့အခါမှာသင်တို့ဟာငါရဲ့သက်သေဖြစ်မယ်လို့ကျမ်းစာကပြောတယ်တကူကိုခံရတဲ့အခါမှာမှဖခင်ရဲ့သက်သေဖြစ်မယ်လို့ဖော်ပြဒါကြောင့်မလို့အသင်းတော်ကလောကထဲကိုဘာကိုစီစဉ်ရမလဲဆိုတော့ဖခင်ရဲ့တကူတော်ကိုခံစားတဲ့ငြိမ်ဝှက်ချမ်းသာခြင်းနဲ့ဝမ်းမြောက်ခြင်းကိုစီစဉ်မှုရန်အကြောင်းတရားဖြစ်တယ်တတိယနဲ့နောက်ဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့ဖခင်သခင်ရဲ့အပြစ်လွတ်ခြင်းတရားတနည်းအားဖြင့်ကယ်တင်ခြင်းတရားမင်းတို့တွေလွတ်ရင်လွတ်လိမ့်မယ်မင်းတို့တွေတည်ရင်တည်လိမ့်မယ်ဒီကျမ်းစကားကိုပြန်ပြီးတော့ချုပ်မယ်ဆိုရင်ဘုန်းတော်ကြီးတွေကိုပေးတဲ့အမှုတော်ဆောင်တွေကိုပေးတဲ့အခွင့်အာဏာကိုတပိုင်းထားလိုက်အဲ့ဒီအပိုင်းကိုမသွားဘဲနဲ့ဒီဘက်မှာကျွန်တော်တို့ကျမ်းသဘောအရထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒါဟာဘုရားသခင်ထံကနေစီးဆင်းတဲ့ဘာဖြစ်လဲအပြစ်လွတ်ခြင်းတရားလွတ်မြောက်ခြင်းတရားတနည်းအားဖြင့်ကယ်တင်ခြင်းတရားဒီလွတ်မြောက်ခြင်းဒီကယ်တင်ခြင်းတရားကိုလောကကြီးထဲမှာကျွန်တော်တို့ကသေဆောင်သွားဖို့ယူဆောင်သွားဖို့ကျွန်တော်တို့ကိုအဲ့ဒီအခွင့်အာဏာအနှင်းနဲ့ဘုရားသခင်ရဲ့ဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုသေဆောင်သွားဖို့ယူဆောင်သွားဖို့ဒီအရာကိုမိမောင်းထိုးပြထားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရဒါကြောင့်ဘလို့ပဲဖြစ်နေခေတ်အဆက်ဆက်မှာ
အသင်းတော်ဟာဒီဝမ်းမြောက်ဖွယ်ရာဧဝံဂေလိသတင်းစကားကိုကမ္ဘာလောကကြီးထဲမှာသယ်ဆောင်သွားဖို့ပဲဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေနေဘယ်လိုအခက်အခဲမျိုးမှာပဲဖြစ်နေနေဘယ်လိုမျိုးသောအချိန်ကာလတွေကိုကျွန်တော်တို့ရင်ဆိုင်ဖြတ်သန်းနေရစေကမူဒီကက်တင်ချင်းနဲ့အပြစ်လွတ်ခြင်းတရားဝမ်းမြောက်ဖွယ်ရာကက်တင်ချင်းသတင်းစကားကိုတော့ကမ္ဘာမြေကြီးစွန့်တိုင်အောင်ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းထဲမှာစီစဉ်သွားဖို့ပဲသယ်ဆောင်သွားဖို့ပဲကျွန်တော်တို့လှုပ်ဆောင်သွားဖို့ပဲဖြစ်တယ်အဲ့တော့အသင်းတော်ဆိုတဲ့အရာကဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်တည်တံ့ခန့်ထားတဲ့နေရာမဟုတ်ဘူးဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ဝမ်းမြောက်ဖွယ်ရာသတင်းစကားစီစဉ်တဲ့အရာကျွန်တော်တို့ဖြစ်ဖို့ရန်အကြောင်းပဲဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်တရားအရာဖြစ်တဲ့အသင်းတော်သည်ဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းတရားအရာဖြစ်တဲ့အသင်းတော်သည်ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းတရားအရာဖြစ်တဲ့အသင်းတော်သည်ဘုရားသခင်ဤအပြစ်လွတ်ခြင်းတရားနဲ့ကယ်တင်ခြင်းတရားတရားအရာဖြစ်တဲ့အသင်းတော်သည်ဘုရားသခင်ရဲ့လွတ်မြောက်ခြင်းတရားတရားအရာဖြစ်တယ်ဆိုတော့ဒီအကြောင်းအရာတွေဒီသမတရားတွေဒီကယ်တင်ခြင်းနဲ့စုံလင်တဲ့အရာတွေအသင်းတော်သည်တရားမျှတခြင်းတရားအရာဖြစ်တယ်အသင်းတော်သည်မေတ္တာဂရုဏာစီစဉ်ရာအရာဖြစ်တယ်အသင်းတော်သည်ဖြောင့်မတ်ခြင်းနဲ့ကယ်တင်ခြင်းတရားကိုညွှန်ပြသောနေရာဖြစ်တယ်ဆိုအဲ့ဒီသတင်းစကားနဲ့ဝမ်းမြောက်ဖွယ်ရာအမှုတော်ဆောင်ခြင်းကိုသန့်ရှင်းသောဝိညာဉ်တော်ရဲ့တကူခွန်အားနဲ့ကျွန်တော်တို့ဟာကမ္ဘာမြေကြီးစွန့်တိုင်အောင်တည်ဆောင်သွားဖို့ရန်အကြောင်းပဲဖြစ်တယ်ဒီနေ့မန္တလေးသာသနာပိုင်နယ်ရဲ့အမှုတော်ဆောင်တွေအားလုံးဓမ္မဆရာဆရာမတွေဘုန်းတော်ကြီးတွေလက်ထောက်ဘုန်းတော်ကြီးတွေကျွန်တော်တို့တွေအားလုံးဒီဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုကျွန်တော်တို့ကမ္ဘာမြေကြီးစွန့်တိုင်အောင်တည်ဆောင်သွားဖို့အသင်းတော်ကဒီသတင်းကိုကျွန်တော်တို့ယူဆောင်သွားဖို့ရန်အကြောင်းပဲဖြစ်တယ်ဒီကာလအတွင်းထဲမှာပေါ့နော်ကျွန်တော်ဇန်နဝါရီလထဲမှာတောက်လျှောက်ကျွန်တော်တွေ့တဲ့လူတွေက အမှုတော်ဆောင်တွေကကျွန်တော်တရားဟောခွင့်ရတိုင်းကျွန်တော်ဒီဇန်နဝါရီလထဲမှာကျွန်တော်ပြောနေတဲ့အရာတစ်ခုကတော့ wounded healer လို့ခေါ်တဲ့ကိုယ်တိုင်နာကျင်နေရင်းနဲ့သူတစ်ပါးကိုနှစ်သိမ့်မှုကျမ်းမာခြင်းအခွင့်ပေးသောသူပေါ့သခင်ယေရှုရဲ့အသက်တာရှေးဟေရှာယအခန်းကြီး53ကိုကျွန်တော်တောက်လျှောက်ပြောနေတယ်သူခံရသောဒဏ်ချက်အဖြစ်ငါတို့သည်အနာပြောက်လျက်ရှိကြတယ်သခင်ယေရှုရဲ့ဆင်းရဲဒုက္ခဝေဒနာတွေခက်ခဲခြင်းတွေအဖြစ်လူခတ်သိမ်းတို့ဟာကောင်းကြီးမင်္ဂလာနဲ့ဝမ်းမြောက်စုံလင်ခြင်းကိုဖြစ်စေသလိုပဲဒီနေ့အသင်းတော်ဖြစ်တဲ့ကျွန်တော်တို့ဟာနာကျင်ခက်ခဲဝမ်းနဲ့ဆင်းရဲဒုက္ခနဲ့တွေ့ကြုံနေရတဲ့အခါမှာအဲ့ဒီအထက်ထဲမှာညှိတွားနေဖို့မဟုတ်ဘဲနဲ့အဲ့ဒီနာကျင်ခက်ခဲဆင်းရဲပင်ပန်းနေတဲ့ကြားထဲကနေကျွန်တော်တို့ရဲ့နာကျင်မှုတွေဟာသူတစ်ပါးကိုလွတ်မြောက်ခြင်းအနာရောဂါငြိမ်းခြင်းကျမ်းမာခြင်းကောင်းကြီးမင်္ဂလာဖြစ်တည်ခြင်းအသက်တာရှိဖို့ရန်အတွက်ကျွန်တော်တို့ဟာကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အထူးသဖြင့်မြန်မာနိုင်ငံကြီးမှာလက်ရှိအခြေအနေမှာအမှုတော်ဆောင်တဲ့အခါမှာကျွန်တော်ရဲ့မန္တလေးသာသနာပိုင်နဲ့ရှမ်းပြည်နယ်ပါတယ်စကိုင်းတိုင်းပါတယ်နော်မန္တလေးတိုင်းပါတယ်အထူးသဖြင့်ကျွန်တော်တို့ပြည်တွင်းစစ်ဖြစ်ပျက်နေတဲ့နေရာတွေမှာကျွန်တော်တို့အမှုတော်ဆောင်နေရတဲ့အမှုတော်ဆောင်နေအများစုဖြစ်တယ်ဒီအခက်ခဲဒီပြဿနာဒီဆင်းရဲဒုက္ခတွေကြားထဲမှာအသင်းတော်ဟာဘုရားသခင်ရဲ့တကူကိုခံယူပြီးတော့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့ကယ်တင်ခြင်းတရားစီစဉ်ဖို့ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အမှုတော်ဆောင်တွေကဒါတွေကိုကျွန်တော်တို့အသင်းတော်ကိုအသင်းသူသင်သားတွေကိုပြီးမောင်းထိုးပြရမယ်ဒီအရာတွေကိုကျွန်တော်တို့ဥဆောင်သွားရမယ်ကျွန်တော်တို့ရဲ့နာကျင်ခြင်းတွေကျွန်တော်တို့ရဲ့ဝမ်းနဲ့ကြေကွဲခြင်းတွေကျွန်တော်တို့ရဲ့ဆင်းရဲဒုက္ခတွေဟာသူတစ်ပါးကိုကောင်းကြီးဖြစ်စေဖို့ကျွန်တော်တို့ဟာကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အချင်းချင်းလက်တွဲပြီးတော့ကျွန်တော်တို့အမှုတော်ဆောင်ကြရမှာဖြစ်တယ်တယောက်ကိုတယောက်ဖေးမှပြီးတော့ကျွန်တော်တို့ကူညီမဆရမှာဖြစ်တယ်အပြန်အလှန်ဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့တိဆောက်ကြရမှာဖြစ်တယ်အပြန်အလှန်ဝေငှခြင်းအဖြစ်ဘ
ရားသခင်ရဲ့အလူတော်ကိုပြည့်စုံစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ချစ်တော်ကျွန်တော်ရဲ့လုပ်ဖို့ဆောင်ဘက်တွေအမှုတော်ဆောင်နေဒီ3ရက်အတွင်းထဲမှာကျွန်တော်တို့အတူတကွကနဦးပေါ့နော်တမန်တော်ဝိထုမှာရှိတဲ့ကနဦးအသင်းတော်နဲ့အမှုတော်ဆောင်ခြင်းတွေကိုကျွန်တော်တို့အတူတကွစဉ်းစားတဲ့အခါမှာဒီအကြောင်းအရာတွေကိုလည်းပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာစဉ်းစားဆင်ခြင်ပြီးတော့လာမဲ့2026မန္တလေးသာသနာပိုင်းထဲမှာရှိတဲ့ဘုန်းတော်ကြီးတွေလက်ထောက်ဘုန်းတော်ကြီးတွေသာသနာယုံဝန်ထမ်းတွေဓမ္မဆရာဆရာမတွေအားလုံးအတူတကွကျွန်တော်တို့တိထက်ပို့ပြီးတော့နော်အစီခံသောအသက်တာစီလုံးညီညွတ်သောအသက်တာဖခင်ရဲ့ဝိညာဉ်တော်ဖခင်လမ်းပြခြင်းကိုခံယူတဲ့အသက်တာအဖြစ်ဖခင်သခင်ရဲ့ကယ်တင်ခြင်းနဲ့ဝမ်းမြောက်ခြင်းသတင်းစကားအပြစ်လွတ်ခြင်းတရားနဲ့ဖြောက်မှတ်ခြင်းကယ်တင်ခြင်းသတင်းစကားတွေကိုကျွန်တော်တို့တည်ရှိရာသာသနာပိုင်းနဲ့အတွင်းထဲမှာကျွန်တော်တို့ဆက်လက်ပြီးတော့စီစဉ်သွားဖို့တည်ဆောင်သွားဖို့လှုပ်ဆောင်သွားဖို့အစီခံသွားဖို့အမှုတော်ဆောင်သွားဖို့ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ညနေမှာခွန်အားပေးလို့ပါတယ်။ကျမ်းစာသူအားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေ။ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်ရဲ့ဘုန်းတော်ကိုယ်တော်ဒီကမ္ဘာဆက်ဆက်ထွန်းလင်းထင်ရှားစေတည်း။အာမင်။ကျွန်တော်တို့ဓမ္မသချင်းနံပါတ်23ကိုတီးဆိုကျွေးမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့တာနာပိုင်းဆရာတော်ကြီးရဲ့ကောင်းကြီးပေးခြင်းအပြင်ညဘုတ်ကိုအဆုံးသတ်မှာဖြစ်ပါတယ်ဓမ္မသချင်းနံပါတ်23တော်မြတ်စွာတပင်ယေဆောင်လေယာယတာသေယဝေဒီမဘောနေတော်ဝေတော်ဒီတော်သေ ဆုတောင်းကြကိုလူလူချင်းစီမိမိနိုင်သောဘုရားသခင်ညီသက်ချင်းကျေးဇူးတော်သည်ပရိသတ်တို့၏စိတ်နှလုံးထဲ၌ဘုရားသခင်နှင့်သားတော်သခင်ယေရှုခရစ်အားသိကျွမ်းခြင်းနှင့်ချစ်ခြင်းမြတ်နိုးခြင်းကိုခွဲကားဆောက်ရှောက်တော်မူပါစေသောနန္ဒတကုရှင်ထာဝရဘုရားဖြစ်တော်မူသောခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်၏ကြွယ်ဝပြည့်စုံသောကောင်းကြီးမင်္ဂလာဆုကျေးဇူးအလုံးစုံတို့သည်ယနေ့ကျွန်တော်ဂျမအားလုံးတို့၏အသက်တာပေါ်၌တို့၎င်းမိမိတို့ရဲ့အသင်းတော်တည်တည်မှရှိတဲ့ကြံရင်ခဲ့တဲ့မိသားစုနဲ့အသိသူတင်သားများအားလုံးပေါ်၌တော်၎င်းမြန်မာနိုင်ငံတော်ကြီးပေါ်၌တော်၎င်းယခုမှစကာလဆင်သက်ရောက်တည်ရှိစေတည်းအာမင်ထာဝရဘုရားသည်ပရိသတ်တို့နှင့်တူရှိတော်မူပါစေသောစေကြံတရားစွာဖြင့်ဤဗိမာန်တော်မှထွက်ခွာသွားကြကုန်အာမင်